အားလုံးပဲမင်္ဂလာပါရီတာမြန်မာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ဆီယန်ဆောက်လုပ်လို့ရဲ့ဝတ္ထုတိုကောင်တစ်ပုဒ်ဖြစ်တဲ့မြစ်လက်တက်ပေမဲ့ရေစီးကကျန်းတယ်ဆိုတဲ့ဝတ္ထုကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ဗျာအခုတွားရောက်နေတဲ့ခီးစဉ်ကကျွန်တော်အတွက်မွေးရမြေကိုနောက်ဆုံးတွားရောက်တဲ့ခီးစဉ်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်အနာဂတ်မှာမွေးရမြေမှာကျွန်တော်အတွက်ခင်တွေ့သူများရှိတော်မူမဟုတ်တလို့ကျွန်တော်ငယ်စဉ်ကနေထိုင်ခဲ့သည့်အိမ်ဒီလည်းရှိတော်မူမဟုတ်ပေအပေကြောင့်ဆိုတော့ယခုမွေးရမြေသို့ပြန်နေခြင်းမှာငယ်စဉ်ကကျွန်တော်တို့မိသားစုနေခဲ့သောအိမ်ကိုအပီးပိုင်ရောက်ချရန်တွားရောက်နေခြင်းဖြစ်သောကြောင့်ဖြစ်ပါ၏ငယ်စဉ်ဘဝကကြည်နူးချမ်းမြေပွဲမဟုတ်တော့လေဇာတိရရွာဖြစ်သည်မို့ကျွန်တော်တန်ရောစင်တွေ့တာရပါသည်ကားကိုမောင်းလာရင်မှကျွန်တော်အတွေ့အကြုံတွင်ငယ်ဘဝအရေးများထင်ဟပ်လာပါတော့သည်ကျွန်တော်တို့အိမ်ကလေးကကျွန်တော်တို့ဇာတိမြို့ကလေးရဲ့အချက်ချာကျသောနေရာတွင်ရှိပါသည်သို့တော့အိမ်ကလေးကတော့အိုးဟောင်းလာပါပြီကျွန်တော်အမေရဲ့အဖိုးဘွားရဲ့လက်ထက်ကလေးကအပိုင်ဆိုင်ခဲ့တဲ့အိမ်ဖြစ်ပြီးအမေတို့မောင်နှမကအမွေရခဲ့သည်စီးပွားရေးမပြေလည်၍အမေတို့လက်ထက်တွင်ပြုပြင်မောမှန်နိုင်ခြင်းမရှိလို့အင်္ဂလိပ်မှာကျွန်တော်ငယ်စဉ်ကလေးကပင်ဟောင်းအိုနေပါပြီအမေသည်ဤအင်္ဂလိပ်တွင်ကြားရှိနေထိုင်ခွင့်မကြုံခဲ့ရပါကျွန်တော်အသက်10နှစ်ကျွန်တော်အငယ်ဆုံးညီမလေးအသက်3နှစ်အရွယ်တွင်အမေကွယ်လွန်သွားခဲ့ပါသည်ကျွန်တော်တို့မောင်နှမ3ယောက်သည်အဖေအမေရဲ့မောင်ကျွန်တော်ဦးလေးတို့နှင့်ထိုအင်္ဂလိပ်တွင်နေထိုင်ကြည်ပြင်းခဲ့ရပါသည်ကျွန်တော်တို့မောင်နှမ3ယောက်တွင်ကျွန်တော်ကအကြီးဆုံးဖြစ်ပြီးကျွန်တော်အောက်မှာအေးအေးနှင့်ထွေးထွေးဆိုသည့်ညီမ2ယောက်ရှိပါသည်ကျွန်တော်အဖေမှာလက်သမားဆရာဖြစ်သည်တို့တော့အမေကွယ်လွန်ပြီးနောက်ပိုင်းစိတ်လေလွင့်ကအဖေသည်အလုပ်ကိုကောင်းကောင်းမလုပ်အရက်သားဖိတောင်နေခဲ့ရအရက်သမားစစ်စစ်ကြီးဖြစ်နေပါပြီကျွန်တော်ဦးလေးသာမရှိခဲ့ရင်ကျွန်တော်တို့မောင်နှမ3ယောက်ဘဝမှာတွေးဝင်စရာမရှိတော့ပါဘူးဦးလေးကျေးဇူးကြောင့်သာကျွန်တော်တို့ပညာသင်နိုင်ထမင်းလက်မှတ်အောင်စားနိုင်ခဲ့ခြင်းဖြစ်ပါသည်ကျွန်တော်တို့ကလေးသိန်းဟုခေါ်သောအမေရဲ့မောင်ကျွန်တော်ဦးလေးကိုတင်သိန်းရှာကျွေးရတာကျွန်တော်တို့နတ်မှန်ခဲ့ရသည်မိဘကိုစော်ကားလိုခြင်းမဟုတ်တော့လဲကျွန်တော်ဖခင်သည်လေးသိန်းလောက်ကျွန်တော်တို့အပေါ်မှာတာဝန်မကြီးခဲ့ပါလေးသိန်းသည်လည်းပညာတတ်တယောက်မဟုတ်ပါ၍ဝင်ငွေများများဆဆမရှာနိုင်ပါတူတူမများကိုချစ်စိတ်ဖြစ်တာလေးသိန်းခင်များလည်းအပင်မခံစူးစမ်းရုန်းကန်ရှာရခြင်းဖြစ်ပါသည်လေးသိန်းသည်အရက်ထဲကအိမ်တွေမှာအဝတ်လျှော်ခြင်းထင်းခွဲရေခတ်ပေးခြင်းတန်ရှင်းရေးလုပ်ပေးခြင်းအစားအသောက်ကူညီချက်ပြုတ်ပေးခြင်းစသည့်အလုပ်များကိုပင်ပန်းစွာလုပ်ကင်ကပတ်စံကိုအောက်ကျနောက်ကျရှာခဲ့ရပါသည်မြို့မှာအလူမင်္ဂလာပွဲများရှိလျင်လေလေးသိန်းကတွားရောက်လုပ်ကင်ပေးတတ်ကပတ်စံရအောင်ရှာတတ်သည်သူများပေးခြင်းကမ်းခြင်းအောင်လဲရိုးရိုးကျိုးကျိုးလုပ်ကင်ပေးရှာပါသည်လေးသိန်းသည်ထိုကဲ့သို့အိမ်ဘာဟီရအလုပ်ကလေးများကိုသာလုပ်ကင်ရင်ဝင်ငွေရအောင်ရှာတတ်ပါသည်အဖေတို့လိုလက်သမားစေးတုပ်သမားပယံသမားအလုပ်မျိုးမလုပ်နိုင်ရှာပါလေးသိန်းကိုဘသူကမှလည်းထိုအလုပ်မျိုးမခိုင်းပါအဘေကြောင့်ဆိုတော့လေးသိန်းသည်မိမစိတ်ပေါက်နေတော့မိမရှာတယောက်ဖြစ်နေတော့ကြောင့်မင်းကိုတင်သိန်းခေါ်လေးသိန်းကိုတရက်လုံးကအသိန်းလိုပဲခေါ်ကြသည်အသိန်းကိုဆိုလိုက်လျင်လေးသိန်းကိုဆိုလိုမှန်တစ်မျိုးလုံးကပင်သိကြပါသည်လေးသိန်းကိုအလုတ်ခေါ်ခိုင်းဖို့လိုလိုလားလားရှိကြသည့်အချက်ထဲတွင်လေးသိန်းသည်ရောင်တက်တဲ့အကျင့်ကြောင့်လည်းပါသည်ဒုက္ခကိုတို့လျင်ရောင်တက်သည့်လေးသိန်းအကျင့်ကလူတွေကိုဟာတာဖြစ်စေသည်ရေမောရစေသည်စိတ်ပျော်ရွှင်စေပါသည်လေးသိန်းသည်ခါကိုအတုခံရလျင်ရောင်ပြီးပါဇက်ကပေါက်တက်ခဲ့ရအယုတ်တအနတ္တများထွက်လာတတ်ပါသည်ခါကိုတုပ်ပြီးရှေ့ကကားပြလျင်သူလဲလိုက်ကတတ်ပြီးသူ့ကိုစနောက်သူကအကရက်လိုက်တော့လေသူကတော့တချင်းတစ်ပုတ်ဆုံးသည့်အထိကနေတတ်၏ဟဲ့နှုတ်ဆုပ်ခုဆုပ်ပလုတ်တော့တယောက်ယောက်ကခါကိုတိုးလိုက်၍လေးသိန်းရုတ်တရက်ရောင်လိုက်တိုင်းအနားမှရှိတဲ့လူများတဝါဝါရေမောကြသည်တခါတရံတော့လေသူ့ခါကိုရုတ်တရက်တိုးလိုက်လျင်ယောက်ျားဘာသာအမောင်ထဲမှာကြော်ဟင်းနဲ့ငါနေညအစီငေါ်မတည့်သောစကားများလေးသိန်းနှုတ်ကထွက်ပေါ်လာတတ်ပြန်သည်တခါကရှင်ပြုအလူပွဲတစ်ခုတွင်လေးသိန်းငရုတ်သီးထောင်းနေတော့ကိုတင်မောင်ဆိုသူလူပြိုကြီးကခါကိုတိုးလိုက်ရာငရုတ်သီးတွေမျက်နှာစင်တင်မောင်ငါရဲ့လင်းလေးသိန်းနှုတ်ကရုတ်တရက်ရောင်လိုက်သောစကားကြောင့်ဘေးကလူတွေတအောင်ရေမောကြတော့သည်ပေါ်ကုန်ပြီတင်မောင်ဘယ်တော့ကနေနေဖြစ်လိုက်တာလဲအသိန်းလူပြိုကြီးတင်မောင်နဲ့အသိန်းနဲ့ခြေပုံးခုတ်နေကြတာဟေးပေါ်ပြီ
မဟုတ်ပါဘူးတော့သူခါတို့လိုကျုပ်ဘာသာရောင်អော်လိုက်တာပါကျုပ်နဲ့တင်မောင်ဘာမှမဖြစ်ပါဘူးဆောက်ချောက်မှနင်းကြောင်ငါ့ကိုလူတွေတမျိုးထင်ကုန်ကြပြီကိုတင်မောင်ကရှက်သွားကလေးသိန်းကိုအပြစ်ပြောလိုက်သည်ဟဲ့မပါနင်ဘာလို့ငါခါလာတို့သေးလဲငါရောင်တမှန်တည့်ရသားနဲ့ကဲပါကွာအခုမှညင်းမနေကြပါနဲ့တင်မောင်နဲ့အသိန်းကိုအတိမြတ်ပြုလိုက်ကြဟဲ့သူတို့စုံတဲ့ကိုလူကြီးဆောင်ရနဲ့ပေးထားကြရအောင်ဟာဗျာခင်ဗျားတို့ပါတဲ့အလူကိုကူလုပ်ဖို့လာတဲ့လူပြိုကြီးကိုတင်မောင်ဆွတ်ဆက်နဲ့ထွက်ပြေးပါတော့သည်တခြားသူများအတွက်ရေမောစရာဖြစ်တော့လေကျွန်တော်ဒီကျွန်တော်ဦးလေးအတွက်ရှက်နေခဲ့ရပါသည်မိမရှာဖြစ်နေလို့ရှက်ရတဲ့ကြားထဲရောင်တက်သောဦးလေးနှုတ်မှပုတ်ခရစကားများကြောင့်ပိုပြီးရှက်ခဲ့ရပါသည်ကျွန်တော်အတွက်ရှက်စရာဟုခံစားရတော့လေရောင်တက်ချင်းသည်လေးသိမ့်အတွက်အခွင့်အလမ်းတစ်ခုဖြစ်နေခဲ့ပါသည်ခိုင်းရရှိရင်အသိကိုခေါ်ခိုင်းဟဲ့သူကအလုပ်လဲစစ်စစ်ဆက်လုပ်တတ်တယ်ရေလဲရေရတယ်ဟုတ်ပါပြင်းရင်သူ့ခါလေးတို့လိုက်ရုံပဲသူရောင်ရင်တိတ်ရေရတာခါတို့ပြီးတချင်းလေးတစ်ပိုက်သာလက်ခုပ်တီးဆိုပေးလိုက်ကလို့မဆုံးတော့ဘူးအဲ့ဒါကြောင့်ကျုပ်တို့တော့အိမ်မှာလှုပ်ရှားရှင်အသိန်းကိုခေါ်လိုက်တာပဲအသိန်းကိုအလုပ်ခိုင်းရတာအလုပ်တွေလည်းစစ်ချရတယ်ရေလဲရေရတယ်ရောင်တက်တဲ့အချက်တစ်ချက်နဲ့ပင်လေးသိန်းမှာအလုပ်များမအောင်လုပ်ရပါသည်မြို့မှာအလူပွဲမင်္ဂလာပွဲများရှိလင်လေအလူရှင်များကလေးသိန်းကိုမရမကလာခေါ်ကြသည်လေးသိန်းသည်သူတို့အတွက်အလုပ်ကိုတည်တည်တက်တက်လုပ်ပေးနိုင်သူဖြစ်တယ်လို့ဟာတာဖြစ်ဖျော်ဖြေပြီးတော့လူရှင်တော်တဦးလည်းဖြစ်နေပါသည်အလူပွဲများတွင်လေးသိန်းကိုတယောက်ပြီးတယောက်ခါတို့ကရေမောကြသည်ကခိုင်းကြသည်အများအတွက်ရဲစရာဖြစ်တော့လေကျွန်တော်ကတော့ဦးလေးဖြစ်သူကိုကြည့်ကတနာမိပါသည်ကခုံပြီးမောပန်းနေသည့်လေးသိန်းကိုကြည့်ကစိတ်မကောင်းဖြစ်မိပါသည်လေးသိန်းအဲ့ဒီလိုအလုပ်တွေမပြတ်လုပ်ရလို့လေကျွန်တော်တို့မနမ3ယောက်ထမင်းနတ်မှန်အောင်စားနိုင်ပြီးကြောင်းနေနိုင်ခြင်းဖြစ်ပါသည်တခါကကျွန်တော်ကြောင်းသွားရလမ်းစီအိမ်တအိမ်တွင်လေးသိန်းအဝတ်တွေလျှော်နေသည်ထိုအိမ်မှကလေး3ယောက်ကလေးသိန်းခါကိုတို့ကရေမောနေကြသည်ခါအတုတ်ခံရသောလေးသိန်းသည်ပါဇက်ကအယုဒ္ဓအနတ္တတွေလည်းပြောကလေးတွေလက်ခုပ်တီးတချင်းဆိုပြီးတဲ့အလိုက်အတိုင်းလဲကပြရင်အမောဆုပ်နေပါသည်နေပါအောင်ဟဲနေကြပါအောင်ကလေးတွေရဲ့ငါအဝတ်လျှော်ပြီးနင်းတို့ကိုတော်ဝါကြီးကပြပါမယ်အဝတ်ဖြောင်းဖြောင်းလျှော်ပြရစီမောင်းလွန်းလို့ပါဟဲ့မောဟိုက်တန်ကြီးဖြစ်တောင်းပန်နေသောလေးသိန်းကိုကြည့်ကကျွန်တော်မျက်ရည်စို့လာပြီးထိုအိမ်အနီးမှပြေးထွက်ခဲ့မိပါတော့သည်လေးသိန်းအတွက်အနောက်ရှက်တစ်ခုမှာကျွန်တော်အဖေကူမြဆောင်ဖြစ်ပါသည်အိမ်အတွက်စားဝတ်နေရေးကိုလေးသိန်းတာဝန်ယူထားလို့အိမ်ကိုငွေပေးရမလို့သူရတဲ့လောက်ခကိုသူ့ဘာသူအရက်တောက်ပစ်သည်ဒီကြားထဲအလုတ်သိမ့်မကောင်းချိန်များတွင်ဝင်ငွေမရှိတော့အရက်ဖိုးလိုသည်လေးသိန်းဝှက်ထသောပတ်စံများကိုအရက်တောက်ဖို့လေးသိန်းမသိအောင်ယူသည်ဟဲ့ငါကောင်းဆိုတဲ့မှာထည့်ထားတဲ့ပတ်စံတွေဘယ်ရောက်ကုန်တော့ပေချင်းစုံများဆောင်နေမဲမဟုတ်လားနေအရက်တောက်ဖို့ယူတာမဟုတ်လားအချောင်းမကိုယ့်ဟာကိုဘယ်ထားမှမသိပဲနဲ့ငါလာဆွဲမနေနဲ့ဟဲ့ဒီအိမ်မှာငါ့ပိုက်ဆံကိုခိုးမဲ့လူနင်တယောက်ပဲရှိတယ်နင်မခိုးလို့ဘသူခိုးပါလဲအရက်သမားရဲ့တကယ်တော့သူ့ရန်ကြောက်လို့လုံခြုံမလားထင်ပြီးခေါင်းနဲ့ထည့်ထားမိပါတယ်ဘယ်ချင်းကချောင်းကြည့်ပြီးမှတ်ထားတယ်မသိဘူးပေးပြန်ပေးမသိဘူးကောင်းပြီငါရက်တောက်ပြလိုက်ပြီတေးချင်းဆိုကာလနာအလတ်မလေးရဲ့ចောင်းဝစ်ဆောင်ဟောင်းပြီဆိုလို့ဝစ်ဆောင်တဲ့လေးဝယ်ပေးဖို့ငါစုထားတာအကြီးကောင်ကလည်းသူ့အတန်းထဲမှာရေအိုးဘိုးနဲ့တပြက်စီဖို့တွင်းရအောင်ပါတဲ့အခုတော့ကုန်ပါပြီဟဲ့နားကြီးရဲ့ကန်တိုးမှာပြန်ရှာပေါ့မသားပြောတော့လွယ်တယ်နေ့သားသမီးတွေအတွက်ငါစုထားတာဟဲ့နင်ကမွေးအောင်လုပ်ပြီးတော့ဘာတာဝန်ယူလဲငါကတော့ငါအမမွေးခဲ့တဲ့ကလေးတွေမှုတန်ရောစင်ကြီးလိုက်ရတာငါပိုက်ဆံနဲ့တောက်တဲ့ဆောက်ရည်အပင်းဖြစ်ပါစေတော့ဒီအချောက်အဖေကပြေးလာပြီးလေးသိန်းပါးကိုလက်ပြန်ရိုက်ချလိုက်ရာလေးသိန်းမြေကြီးပေါ်ပြစ်လဲကျသွားသည်အဖေမလုပ်ပါနဲ့အဖေညီမလေးနှစ်ယောက်ကလည်းငိုယိုပြီးတားမြစ်ပါတယ်လေးသိန်းလည်းအဖေကိုပြန်မလို့ရဲပါတကယ်တော့ဒါမျိုးအဖြစ်ဟာကျွန်တော်တို့အိမ်အတွက်တော့ရိုးနေပါပြီနောက်ပိုင်းမှာလေးသိန်းကသူ့ပိုက်ဆံအားလုံးကိုသူ့ပစိုးခါးကြတဲ့ရင်သာကြစ်ပါအောင်လိန်ထားတော့သည်ဒါတောင်လေးသိန်းအိမ်နေတော့အဖေကပစိုးကိုဖြီကရအောင်ယူတတ်သေးသည်တကယ်တော့လေးသိန်းဝါသနာပါသောဖြစ်ချင်သောဘဝမှာနတ်ကတော်ဖြစ်ပါသည်မိမရှာဖြစ်နေသောလေးသိန်းသည်နတ်ကတော်အလွန်ဖြစ်ခြင်းသည်မြို့ကနတ်ကတော်မိမရှာကြီးတွေကိုအမေမာမီခေါ်ကချင်းကပ်သည်နတ်ပွဲရှိတိုင်းနတ်ပွဲမှအချိန်ဖြုံးကကူးညီညာလောက်ကင်ပေးသည်နတ်ကတော်မိမရှာကြီးများချစ်အောင်နေသည်သူကိုနတ်ကတော်တယောက်ဖြစ်အောင်မြေတော်မြှောက်ပေးဖို့တောင်းဆိုရှာသည်
အသိညီငယ်ပါသေးတယ်အေးကြိုးစားရင်တစ်နေ့ဖြစ်လာမှာပေါ့ညီပညာနှုတ်သေးတယ်နတ်ကတော့ဆိုတာကြည့်တော့တာလွဲတယ်ထင်ရတာနတ်လုပ်ငန်းစဉ်တွေကအများသားညီအများကြီးလေ့လာဖို့လိုသေးတယ်ငါသမီးငါတို့မင်းမရှာတွေကိုနတ်ချစ်ပါတယ်အေးတနေ့တော့ဖြစ်စေရမှာပေါ့ဟုတ်လားကနာစီနတ်ကတော့ကြီးကလေးသိန်းကိုနှစ်သိမ့်ခဲ့သည်အသိန်းလည်းနတ်ကတော့မဖြစ်ဖြစ်အောင်ကြိုးစားမှာပါမမီရဲ့တင်သိန်းတယောက်မင်းမရှာဖြစ်နေတာပဲဝမ်းသာရအောင်မယ်ဟေးတင်သိန်းသာယောက်ျားစိတ်ဆိုရင်အချိန်တန်အိမ်တောင်ပြုသားကျွေးမှုမရကျွေးမှုနဲ့ဒီကလေးတွေဘဝတော့မတွေးလို့ရပဲနော်ဟုတ်ပါကိုမြဆောင်ကနေနေညညအရက်တောက်နေတာနဲ့ကလေးတွေဒုက္ခရောက်မှာအသိန်းကသူ့မမွေးထားခဲ့တဲ့တူမတွေကိုချစ်ကြပါတယ်ဟဲ့ကလေးတွေတာဝန်သူပဲယူထားတာအမကြီးပြောတာဟုတ်တယ်မှန်တယ်အသိန်းမင်းမရှာဖြစ်နေတာကလေးတွေကံကောင်းဖို့ပဲအိမ်နီးချင်းများဤမှတ်ချက်စကားများဖြစ်ပါသည်ဒီနေ့ဆရာများအစည်းအဝေးရှိ၍ကျောင်းမှာအစောဆင်းပေးလိုက်သည်ကျွန်တော်6တန်းနှစ်ကဖြစ်ပါသည်ကျွန်တော်အိမ်ပြန်လာရာအိမ်ထဲမှာအဖေနဲ့လေးသိန်းတို့အော်ကြီးဟစ်ကျဲစကားအချီချပြောနေတဲ့ကိုကြားလိုက်ရပါသည်မလုပ်ပါနဲ့ဟဲမလုပ်ပါနဲ့ငါတောင်းပန်ပါတယ်မြဆောင်ရဲ့လုပ်ပါငါမနေနိုင်လို့ပါဟဲ့မရဘူးချောင်းမငါကောင်းကောင်းပြောနေတာနော်အဖေနဲ့လေးသိန်းဘာဖြစ်နေကြပါလဲဟုသိရှင်စိတ်ဖြင့်အိမ်အနီးကိုခတ်တိုးတိုးချင်းကပ်ကထရံပေါက်မှချောင်းကြည့်လိုက်ပါသည်မြင်လိုက်ရသောမြင်ကွင်းကြောင့်ကျွန်တော်မှင်သက်သွားမိသည်အဖေနဲ့လေးသိန်းတို့အဖြစ်ကိုကြည့်ရင်ကျွန်တော်ဝမ်းနည်းလာသည်ခဏနေတော့အဖေကအောင်းနိုင်သူစစ်သူကြီးပမာအိမ်ထဲကထွက်သွားသည်လေးသိန်းကအပြင်ထွက်သွားသောအဖေကိုလှမ်းအောင်ပြောလိုက်သည်ဒါပဲနော်ဒီအကြောင်းတွေဘယ်သူမှမသိစေနဲ့နော်ဟဲ့ညဆောင်ငါပြောတာကြားလားဘယ်သူမှပြင်မပြောနဲ့နော်ကျွန်တော်ဒီအိမ်ထဲကိုတော်တော်နှိမ့်မဝင်မိပဲတကားကြားတွင်ငိုနေမိပါသည်အတွေ့များကထိုနေရာအရောက်တွင်ကျွန်တော်ကားဆက်မောင်းလို့မရတော့ပါလမ်းဘေးတစ်ပင်တစ်ပင်အောက်တွင်ကားကိုထိုးရလိုက်ရပါသည်ကျွန်တော်တသက်တာလုံးကြောင်းစောဆင်းခဲ့သောနေ့ကမြင်ခဲ့ရသည့်အဖေနဲ့လေးသိန်းတို့အဖြစ်ကိုပြန်တွေးမိတိုင်းရင်နာနေမိသည်ကြေကွဲနေမိသည်ထိုအဖြစ်ထိုမြင်ကွင်းသည်ကျွန်တော်ရင်ထဲတွင်စူးတစ်ချောင်းလိုစူးဝင်နေခဲ့သည်တွေးမိတိုင်းလေးသိန်းကိုတနာနေခဲ့ရပါသည်ကျွန်တော်ဒီစိတ်တည်ငြိမ်သွားသည့်အထိတစ်ပင်အောက်မှနားနေပြီးမှကားကိုဆက်မောင်းထွက်ခဲ့ပါသည်သားသမီးများပေါ်တာဝန်မကျေသောလေးသိန်းကိုဒုက္ခပေးမြဲဖြစ်သောအဖေသည်ကျွန်တော်ကိုရန်းနှစ်တွင်ကွယ်လွန်သွားခဲ့ပါသည်ကျွန်တော်ကကြောက်ဆက်မနေတော့ပဲအလုပ်လုပ်မည်ဟုပြောတော့အခါဘာလို့ကြောက်ထွက်မှာလဲငါတူရဲ့ဟုတ်လေးသိန်းကိုတနာလို့ပါလေးသိန်းတယောက်တည်းရှာကျွေးနေရတာမကြည့်ရလို့ပါလေးသိန်းရဲ့အော်ဖြစ်ရလေတားရဲ့နင့်ဖေရှိတော့ငါရောသူ့လူစားဘယ်နဲ့ပြအိမ်ကိုပေးဘူးလို့လဲတားရဲ့လေးသိန်းကပဲတစ်လျှောက်လုံးရှာကျွေးလာတာလေဟုတ်ပါတယ်အဲ့ဒါကြောင့်လေးသိန်းကိုဆက်ဒုက္ခမပေးချင်တော့လို့ပါတော်စမ်းငါအမကမွေးခဲ့တဲ့နင်တို့မနမ3ယောက်အတွက်ငါတဘွားလုံးကိုမြုပ်နှံထားတာလေးသိန်းကိုတနာရင်လေးသိန်းကိုချစ်ရင်ကြောက်ထွက်မဲ့စကားမပြောပါနဲ့ငါသားလေးသိန်းကတားတို့မနမ3ယောက်ကိုပွဲရတဲ့အထိကြောင်းထားပေးနိုင်ပါတယ်လေးသိန်းရဲ့မဖြစ်နိုင်ဘူးထင်လို့လားမောင်ထေအောင်အခုလေးသိန်းနတ်ပွဲတွေမှာဝင်ကခွင့်ရနေပါပြီနတ်ကတော့ဖြစ်ရင်ပတ်စံတွေအများကြီးရတော့မှာပါကွမမိုက်ပါနဲ့တားရဲ့ကြောင်းမထွက်ရဘူးနော်10တန်းအောင်ကြိုးစားပါလေးသိန်းတယောက်လုံးရှိပါသေးတယ်လေးသိန်းတောင်းမှန်လွန်းလို့ကျွန်တော်ကြောင်းမထွက်ဖြစ်ခဲ့ပါ10တန်းကိုလည်းနှစ်ချင်းပေါအောင်မြင်ခဲ့ပါတယ်သို့တော့ကျွန်တော်လေးသိန်းကိုဆက်ဒုက္ခမပေးချင်တော့လေးသိန်းမှာညီမလေး2ယောက်အတွက်တာဝန်ရှိသေးသည်ကျွန်တော်ဒီဘဝအတွက်အကောင်းဆုံးနည်းလမ်းကိုတွေးတော့ကစစ်တပ်ကတူဘူလောင်းတင်တန်းကိုရှောက်ထားခဲ့ပါသည်ကျွန်တော်စူးစမ်းမှုကြောင့်စစ်တပ်ကတူတက်ခွင့်ရခဲ့သည်ထိုအချိန်မှစ၍ဇာတိမျိုးနှင့်ကျွန်တော်အိမ်ကလေးကိုစွန့်ခွာထုတ်ခဲ့သည်မှာယခုချိန်ထိပါပင်ကျွန်တော်စစ်တပ်ကတူတက်နေသည့်အချိန်တွင်လေးသိန်းနတ်ကတော်ကြီးလုံးလုံးဖြစ်နေခဲ့ပြီလေးသိန်းစူးစမ်းမှုကြောင့်နတ်လောကမှာဝင်းဆက်နေပြီသူရောက်ချင်တဲ့ပန်းနိုင်ကိုရောက်အောင်အရသွားနိုင်ခဲ့သည့်လေးသိန်းအတွက်ကျွန်တော်ဂုဏ်ယူပါသည်လေးနှစ်တည်းရောက်ပြီးဘိုးတင်တန်းစင်းမွဲကိုကျွန်တော်ကလေးသိန်းအားလာရောက်စေခြင်းသည်သို့တော့လေးသိန်းတင်တန်းစင်းမွဲကိုရောက်မလာခဲ့ပါမြို့ကဆွေနီးမျိုးဆက်တော်တော်လင်မယားကိုသာကျွန်တော်အုပ်ထိန်သူဖြစ်လွှတ်ပေးလိုက်ပါသည်သူတို့နဲ့စားတစောင်းရေးပေးလိုက်သည်တားကြီးတားစစ်ဖို့ကြီးဖြစ်သွားတာလေးသိန်းပြောလိုက်တာကွယ်တင်တန်းစင်းမွဲကိုတော့လေးသိန်းမလာတော့ဘူးသားလေးသိန်းကမိမရှာကြီးလေတင်တန်းစင်းမွဲမှာလေးသိန်းအတွက်တာမျက်နှာငယ်ရမှာဆိုလို့ပါကိုအင်းကြီးနဲ့မတ်တင်ပိုင်လင်မယားကိုလွှတ်လိုက်တယ်တို့မျိုးထဲမှာလည်းလူလူတူတူဆိုလို့သူတို့လင်မယားပဲရှိတာလေ
ဒါစစ်ဖို့ဝစ်စုံနဲ့တပ်ပုံလှလာလေးသာရိုက်ပေးလိုက်ပါအေးလဲ10တန်းအောင်ပြီထွေက10တန်းသူလဲစာတော်အောင်မှာပါတူမတွေထုံးပေါက်တာမြင်ရတာနဲ့လေးသိန်းဝမ်းသာလာပါပြီအိမ်လဲအစ်စ်ပြင်းဆောက်တော့မယ်တားကြီးဘိုတင်နှန်းစင်းဝဲကိုရောက်မလာခဲ့တော့လေးသိန်းဒီကျွန်တော်မင်္ဂလာဆောင်ကိုလည်းမလာခဲ့ပါနက်ပွဲတွေလက်ခံထားတာများနေလို့မအားလို့မလာနိုင်ဘူးဆိုကလက်ဖွဲ့ငွေပဲပို့ပေးခဲ့သည်ကျွန်တော်သိပါသည်စစ်ဖို့ဖြစ်နေသောတူတော်မှာမျက်နှာငယ်မှာဆိုလို့သူ့ရဲ့မိမရှာအသွင်သဏ္ဍာန်ကြီးနဲ့မင်္ဂလာပွဲကိုမတက်ရောက်ခဲ့ခြင်းဖြစ်ပါသည်မြို့မှာထွက်ခွာလာပြီးနှစ်ပေါင်း20အတွင်းကျွန်တော်လည်းမြို့ကို3ခေါက်ပင်ပြန်ရောက်ခဲ့ပါသည်လေးသိန်းဤကြိုးပမ်းမှုကြောင့်ကျွန်တော်တို့အိမ်လေးမှာနှစ်ထပ်အနံကက်တိုက်ခတ်အိမ်လေးဖြစ်နေခဲ့ပြီအိမ်အောက်ထပ်ဤ4ပုံ3ပုံမှာလေးသိန်းဤနက်ခမ်းဖြစ်နေပါသည်လေးသိန်းဒီလည်းကနားစီဖြစ်ဝါရင်နက်ကြော်ကြီးဖြစ်နေကတပည့်တပန်းများကိုယ်ွယ်စည်းကပ်သူများဖြင့်ခန့်ထည်နေပါပြီမာမီဟုလေးစားစွာအခေါ်ခံရသောဘဝကိုရောက်နေလေပြီအရှိန်ဝါကြောင့်လေးသိန်းကိုခါတို့ပြီးဆန်းနောက်မြည်သူများလည်းမရှိတော့ပါမိမရှာတယောက်ဖြစ်တော့လေကိုကြီးရရပန်းနိုင်ကိုရောက်အောင်သွားပြီးကြီးဝအောင်လုံနိုင်သည့်လေးသိန်းကိုကျွန်တော်လေးစားမိပါသည်ညီမလေးနှစ်ယောက်လည်းဘွဲ့ရပညာဆုံးကအိမ်ထောင်တီးတီးကျသွားကြပါပြီမနေ့ကအသက်64နှစ်အရွယ်မှာလေးသိန်းကွယ်လွန်သွားခဲ့ပါသည်ညီမအကြီးအေးကသူ့ယောက်ျားစာတီအထက်ညာမှာအပီးတိုင်အခြေချတော့မည်ညီမငယ်ထွေးကလင်မယားနှစ်ယောက်လုံးဝင်နှမ်းမှုမြို့တင်မှာမြေခွက်ရသည်ရသည့်မြေခွက်ပေါ်မှာအိမ်ဆောက်ခြင်းသည်လက်ရှိအိမ်လေးကိုရောင်းချပြီးအမွေခွဲခြင်းပါတယ်လို့ကျွန်တော်ကိုဖုန်းဆက်ပြောကြသည်ညီမလေးတို့သဘောပဲလေကိုတော်မလို့ပါဘူးကိုမယူပါဘူးညီမလေးတို့နှစ်ယောက်ပဲခွဲယူပါအိမ်ကိုရောင်းဖို့စီစဉ်လိုက်လက်မှတ်ထိုးပေးဖို့အတွက်ကိုခွင့်ယူပြီးလာခဲ့မယ်အိမ်ရောက်ချရင်ပြောဆိုစီစဉ်ပြီးဖြစ်ပါ၍သဘောတူစာချုပ်တွင်လက်မှတ်ထိုးပေးရန်ကျွန်တော်ဇာတိမျိုးကိုပြန်လာခဲ့ခြင်းဖြစ်ပါသည်ရောက်သည့်နေ့ညမှာပင်အိမ်အယောင်းဝယ်ကိစ္စပြီးစီးတော့ပါသည်ပစ္စည်းများကိုကြိုတင်သိမ်းဆည်းထားပြီးဖြစ်ပါသည်ကျွန်တော်တို့ဒီအိမ်မှထာဝရဖယ်ခွာပေးရတော့မည်ညီမငယ်ထွေးကတပ်ပုံတပုံကိုကျွန်တော်လက်ထဲထည့်ရင်ပြောသည်အိမ်ရှင်းတော့ကြောင်တွေကထွက်လာတာကိုလေးသိန်းငယ်ကအလူမှာကနေတယ်ပေါ့ကိုအမတ်တရသိန်းချင်ယူသွားလေကျွန်တော်တပ်ပုံကိုယူကြည့်လိုက်သည်တယောက်ကခါတိုးလိုက်ပုံရပါသည်လေးသိန်းဒီလူတွေကြားထဲတွင်ကွေးနေအောင်ကနေသည်ဘေးကလူများကလေးသိန်းကိုရေမောလျက်ကြည့်နေကြသည်ကျွန်တော်ရင်ထဲကစူးသည်လှုပ်လာပြန်၏6တန်းနှစ်ကမြင်ခဲ့ရသောအဖေနဲ့လေးသိန်းတို့အပေးယူလုပ်နေသည့်မြင်ကွင်းကိုမြင်အောင်လာသည်ကိုအသက်ကြီးလာတော့လေးသိန်းရောင်တတ်တာပျောက်သွားတယ်သိလားလေးသိန်းမကြမ်းမှာတော့လေးသိန်းစိတ်ကြည်လင်အောင်ဆိုပြီးညီမလေးကခါတိုးပြီးစာဘူးသေးတယ်လေးသိန်းလုံးဝမရောင်တော့ဘူးနေစမ်းမှသမီးရဲ့တဲ့ပြန်ပြောတယ်ကျွန်တော်ပြောမှဖြစ်ပါတော့မည်ပြောလိုက်ပါတော့မည်ညီမလေးတို့ကိုပြောစရာရှိတယ်လာထိုင်အောင်ညီမနှစ်ယောက်ကအန်အောဟန်ဖြစ်ကျွန်တော်အနာလာထိုင်သည်မင်းတို့လည်းလာနားထောင်ရင်နားထောင်ကြလေကျွန်တော်ကပြောလိုက်တော့ရောက်ဖနှစ်ယောက်လည်းအနားရောက်လာကြပါသည်လေးသိန်းကျောင်းကိုပြောပြမလို့ပါကို6တန်းနှစ်ကပေါ့အဲ့ဒီတော့ကကျောင်းဆောက်ဆင်းလိုက်တော့ကိုအိမ်ကိုစောပြန်လာတယ်အဲ့ဒီမှာအဖေနဲ့လေးသိန်းတို့အဖြစ်ကိုမြင်လိုက်ရတာပဲကျွန်တော်အိမ်ပြန်လာရအိမ်ထဲမှာအဖေနဲ့လေးသိန်းတို့အော်ကြီးကျယ်စကားချီချပြောနေတဲ့ကိုကြားရလိုက်ပါသည်မလုပ်ပါနဲ့ဟဲ့မလုပ်ပါနဲ့တောင်းပန်ပါတယ်ညဆောင်ရဲ့လုပ်ပါငါမနေနိုင်လုံးလို့ပါဟင်းမရဘူးအဖေနဲ့လေးသိန်းဘာဖြစ်နေကြပါလဲဟုသိချင်စိတ်ဖြင့်အိမ်ကြီးကိုခတ်တိုးချင်းကပ်ကထရံပေါက်မှချောင်းကြည့်လိုက်ပါသည်အဖေကလေးသိန်းစီကအေးရဖို့တောင်းနေခြင်းဖြစ်ပါသည်လေးသိန်းကခါးကြားထဲတွင်လိတ်ထည့်ထားသောပိုက်ဆံကိုအဖေယူမှဆို၍ခါးလေးကိုလိန်ကျစ်ပြီးရှောင်းနေသည်အချောင်းမှငါကောင်းကောင်းပြောနေတာနော်အဖေကစိတ်မရှိသလိုအော်လိုက်ခါလေးသိန်းခါးကိုတိုးလိုက်သည်လေးသိန်းကမပေးဘူးဟုအော်ရင်နောက်ဆုတ်သွားသည်အဖေကအံ့အားသင့်သွား၏ဟင်းအချောင်းမှငါခါတိုးတာနေမရောက်မလားအဖေကလေးသိန်းရောင်းလင်လေးသိန်းစီကပိုက်ဆံကိုလူမီဆိုတဲ့အကြံနဲ့လေးသိန်းခါကိုတိုးလိုက်ခြင်းဖြစ်ပါသည်နင်ဘာလို့မရောင်ရတာလဲတင်းသိန်းမရောင်ပါဘူးဘာလို့ရောင်ရမှာလဲနင်ခါတိုးရင်နင်ရောင်းတယ်လေအေးအဲ့ဒါတကယ်ရောင်းတာမဟုတ်ဘူးတမင်ရောင်းခြင်းအောင်စောင်းနေတာဟမ်ရောင်းခြင်းအောင်စောင်းနေဟုတ်တယ်လေငါရောင်းရင်လူတွေပြောမှန်းတယ်လို့တမင်ရောင်တတ်တရားရောင်ဟန်ဆောင်နေတာဟဲ့ငါရောင်မှငါ့ကိုအလုပ်ပေးကြမှာအလုပ်လုပ်ခိုင်းကြမှာလေအဲ့ဒါကြောင့်မရောင်တတ်ဖဲရောင်တက်ရောင်ဆောင်နေဘာဖြစ်သေးလဲငါတူမတွေကိုထမင်းဝအောင်ကျွေးနိုင်ဖို့ငါအလုပ်မပြတ်အောင်ရောင်တက်ချင်အောင်စောင်းနေတာသိပြီလားဟင်အချောက်မ
နင်းတော်ညံများပါလားဟုတ်တယ်ဟေးညံများရတယ်ဟေးတကယ်တော့ငါရောင်လို့တောင်မရောင်တတ်ဘူးအဖေကရုတ်တရက်အော်ရီလိုက်ပြီးနင်းလျှို့ဝှက်ချက်ကိုငါသိပြီးကန်တူးမှနင်းလိန်စားနေတာလေးကိုငါဖော်ထုတ်ပြလိုက်မယ်ဒီတခါမျက်နှာထားပြောင်းသွားသူကလေးသိန်းမလုပ်ပါနဲ့ဟဲ့အဲ့လိုတော့မလုပ်ပါနဲ့ဒီဟာလေးနဲ့ငါတူတူမတွေကိုလှုပ်ကြွေးနေရတာပါမပြောပါနဲ့ဟဲ့လေးသိန်းကတောင်းပန်ရတဲ့ဘဝရောက်သွားရပါနေပြီအေးမပြောစီချင်းငါ့ကိုအရက်ဖို့ပေးဒါပဲရော့ဟဲ့မျိုးဟဲ့စုပ်ဟဲ့မကြည်မနှက်နဲ့ပင်အဖေတောင်းတော့အရက်ဖို့ကိုလေးသိန်းပေးလိုက်ရပါပြီခဏနေတော့အဖေဒီအောင်နိုင်စုစစ်သူကြီးပမာအိမ်ထဲကထွက်သွားသည်လေးသိန်းကအပြင်ထွက်သွားတော့အဖေကိုလှန့်အော်ပြောလိုက်သည်ဒါပင်တော့ဒီအကြောင်းတွေဘယ်သူမှမသိစေနဲ့နော်ဟဲ့အများဆောင်ငါပြောတာကြားရလားဘယ်သူမှပြန်မပြောနဲ့နော်အဲ့ဒါပါပဲညီမလေးတို့ရဲ့ဟင်ဒါဖြစ်လေးသိန်းကအေးအေးတို့ရှာကျွေးခြင်းလို့တသက်လုံးရောင်တက်ချင်အောင်ဆောင်ခဲ့တာပေါ့နော်ကျွန်တော်နောက်ကျောင်းပြန်စကားကိုနားထောင်ပြီးညီမလေးနှစ်ယောက်လုံးမျက်ရည်ဝိုင်းလာကြသည်ရောက်ဖာတွေလည်းမျက်နှာမကောင်းကြရောင်လို့တော့မရောင်တတ်ဘူးတယ်လားလေးသိန်းရဲ့ဖြစ်မှဖြစ်ရလေလေးသိန်းရဲ့ညီမနှစ်ယောက်လုံးရှိုက်ကြီးတငင်ငိုနေကြပါပြီငိုကြအားရပါရငိုလိုက်ကြညီမလေးတို့ကိုကတော့အဲ့ဒီနေ့ကလေးကဝအောင်ငိုခဲ့ပြီးပါပြီကွာအားလုံးပဲနားဆင်ခံစားပေးကြခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဒီဝတ္ထုလေးကတော့ဆရာဆောင်းလူလင်းရဲ့ပထမစုရဝတ္ထုတို့မြည်လက်တက်ပေမဲ့ရည်ကြီးကကျန်းတယ်ဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်ယခုလိုမျိုးဝတ္ထုကောင်းတစ်ပုဒ်ကိုရေးသားသောဆရာဆောင်းလူလင်းကျမ်းမာချမ်းသာပါစေလို့ဒီနေရာကစုမုံကောင်းတောင်းပေးလိုက်ပါရင်နောက်ထပ်အတန် podcast တွေမှာပြန်ပြီးတော့ဆုံကြမယ်ခင်ဗျာဒီ channel လေးကို subscribe လုပ်ပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ